great try မအောင်တဲ့ကလေးတွေ free try လို့ရမယ် event တစ်ခုအားလုံးပဲမင်္ဂလာပါညီမကတော့ ISIS ပါ ISIS Tarot Reading က reader ပဲဖြစ်ပါတယ်ညီမချီနေပြပြပေးမယ် events တွေကတော့ great တွေကြားတဲ့ကလေးတွေ free try ရတဲ့ events တွေတစ်ခုဖြစ်ပါတယ်ဒီ events မှာဆိုရင် free counseling လေးရအောင်မှာပဲဖြစ်ပါတယ်ရှင်ဒီ events လေးရဲ့နာမည်လေးကတော့ Luteus ဆိုတဲ့ event လေးပဲဖြစ်ပါတယ်ညီမမို့ပြရဆိုရင်တော့ဂျပန်ကလေးများဆိုတဲ့ events လေးဖြစ်ပါတယ်ရှင်ဒီ events လေးမှာဆိုရင်တော့ great ထွဲကြပြီးတော့ဒီစိတ်သက်တွေကြာနေတဲ့ကလေးတွေအတွက်စိတ်သက်ခွန်အားဖြစ်စရာကောင်းတဲ့အကြောင်းအရာလေးကိုညီမတို့ Zoom platform ကနေပြီးတော့ပြပြပေးသွားမှလည်းဖြစ်တယ်လို့ညီမတို့ပေါ့နော်ဒီ events ရဲ့နောက်ဆုံးမှာဆိုရင်ကလေးတွေနဲ့ Q&A question လေးတွေလည်းရှိမယ်အဲ့ဒီထဲမှာညီမက3ယောက်ကိုရွေးပြီးတော့မှ free counseling 1-on-1 လေးလုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်ပြီးတော့ဒီ events လေးကလည်း limited event လေးဖြစ်တယ်ပေါ့နော်ဒီညီမဒီ event မှာလူအယောက်30ကိုပဲလက်ခံမှာဖြစ်ပါတယ်ရှင် events တွေမှာပေါင်းခဲ့ရတဲ့ကလေး30ကတော့ညီမတို့တွေခွန်အားတက်စရာကောင်းတယ်ဒီခွန်အားဖြစ်စေမယ့်အကြောင်းအရာတွေကိုအတူတူ discuss လုပ်ကြမယ်ဆွေးနွေးကြမယ်ပြီးတော့တဲ့အခါကျရင်ညီမတို့တွေQ&A question လေးတွေလည်းရှိပါမယ်ရှင် latest event လေးတော့ညီမတို့ July 2 ရက်နေ့မှာကျင်းပသွားမှာဖြစ်ပါတယ်ရှင်ဆိုတော့ဒီ event လေးမှာပေါင်းဖို့အတွက် video လေးကို repost လုပ်ပြီးတော့ comment လေးရေးပေးသွားမှာဖြစ်ပါတယ် repost လုပ်ပြီး comment ရေးပါဆိုတော့ညီမရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပြရပါမယ်ပြီးရင်တော့ screenshot ရိုက်ပြီးတော့ညီမအောက်မှာချပေးရတဲ့ Telegram မှာလာပို့ပြရမှာဖြစ်ပါတယ်ဒီလူအယောက်30ကလည်း randomly အရာရွေးသွားမှာပဲဖြစ်ပါတယ်အဲ့ဒီကြောင့်အခုပဲလာပို့လိုက်တော့နော်အဲ့ရွေးချယ်ခဲ့ထားတဲ့အယောက်30နဲ့တူတူညီမတို့ discuss လုပ်ကြမယ် discussion တွေပြီးပြီး Q&A တွေပြီးပြီဆိုရင်နောက်ဆုံးကျန်တဲ့သူတွေကညီမ3ယောက်ကိုမဲဖောက်ပေးမယ်ပေါ့နော်အဲ့ဒီ3ယောက်ကတော့ညီမနဲ့တူတူမိနစ်40တိတိ free counseling ရမှာပဲဖြစ်ပါတယ်ရှင်ဒီ free counseling ရမယ့်အကြောင်းအရာတွေကတော့ဒီ grade ထွဲကြွားနဲ့ပတ်သက်တာရောပြီးတော့အခုချိန်မှာ grade ထွဲကြလို့မိသားစုနဲ့ရင်ဆိုင်ရတဲ့အကြောင်းအရာတွေပတ်ဝန်းကျင်နဲ့ရင်ဆိုင်ရမယ့်အကြောင်းအရာတွေကို counseling free ရမှာပဲဖြစ်ပါတယ်ရှင်ပြီးတော့ပေါ့နော်ဒီ events လေးမှာညီမ request လုပ်စရာတခုရှိပါတယ်အဲ့ဒါကတော့ညီမရဲ့ Zoom က premium ဝယ်ထားဖို့ပေါ့နော်အဲ့ဒီအတွက်ကြောင့်မိနစ်40နဲ့ညီမတက်ခါကြမယ်ပေါ့နော်ဒီ events ကိုတော့ညီမတနားခွဲလုပ်ဖို့အတွက်စီစဉ်ထားရဲအဲ့ဒီအတွက်ကြောင့်နှစ်ချိန်တော့ join ပြရပါမယ်ပထမချိန်မိနစ်40ပြည့်ခဏအမယ်ပြီးတော့ရင်ညီမ Zoom ပြန်ဖွင့်မယ်ပေါ့နော်အဲ့လိုနှစ်ချိန်လောက်သားမှာပဲဖြစ်ပါတယ်ဆိုတော့မဲဖောက်ပြီးမဲ့3ယောက်ကလည်းဒီနောက်ဆုံးအချိန်ကြီးပေါ့နော်ဝင်ပြီးရဲ့ကြံရှိတဲ့သူတွေက3ယောက်ကိုညီမမဲဖောက်ပြီးတော့မှာပဲဖြစ်ပါတယ်ဆိုတော့အားလုံးပဲတက်တာနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်